ဒီနေ့တော့လူတိုင်းကြိုက်တဲ့ကြာဆန်ဟင်းကားကိုပိုအလွယ်ကူဆုံးနဲ့အရသာရှိဆုံးဖြစ်အောင်ချက်ပြပါမယ်ကြာဆန်ဟင်းကားကချက်ရတော့လွယ်တယ်ဒါပေမဲ့သူ့မှာဂိမ်းဆိုင်ရမယ်ထစ်ကလေးရှိပါတယ်ဒါကတော့ငဖယ်နဲ့ကြက်ရိုးကိုပြုတ်ထားတာပါပိုးကကြာဆန်ဟင်းကားကိုအရန်ကြိုက်တယ်ကြိုက်တော့ပိုခဏခဏချက်စားဖြစ်တယ်ပေါ့နော်အဲ့လိုချက်စားရင်လည်းပိုစားလို့ကောင်းတဲ့နီလန်လေးတွေကိုသတိထားမိရပေါ့နော်အဲ့ဒါကိုဗီဒီယိုရဲ့နောက်ဆုံးမှာပြောပြပေးပါမယ်ကြက်သွန်လေးနဲ့ချင်းတွေကိုစီပါယုံလေးထည့်ပြီးတော့အယောင်တင်မှုန့်နည်းနည်းမှုန့်လေးနဲ့ကြက်သားကိုစီတက်ထားပါတယ်ဒါကတော့ပိုချက်မဲ့ရေးထည့်တယ်ပြီးတော့ကြက်ပြုတ်ရေးထည့်တယ်ရတာအတွက်ကတော့ပိုးကငန်းပြရေးမသုံးတဲ့အတွက်ပေါ့နော်စားနဲ့မှုဟင်းခက်မှုန်လေးပဲထည့်တယ်ဟင်းရည်ဆူလာပြီဆိုရင်ပိုကြက်သွန်ဦးတွေမှုချောက်ပန်းချောက်တွေငဖဲ့တွေငုံးဦးတွေနဲ့အတူကြာဆန်အောင်ပါတစ်ခါတည်းထည့်တယ်တချို့ကတော့ကြာဆန်ပြုတ်သွားမှာဆိုလို့ပေါ့နော်အဲဒီတစ်ခါတည်းမထည့်ဘူးနောက်မှထည့်ပေါ့နော်ပိုးကတော့ဒီကြာဆန်တွေကိုကြာဆန်ကိုမမလေးနဲ့ဣလေးဖြစ်တာကိုကြိုက်တယ်ပေါ့နော်အဲ့ဒါကြောင့်ပိုးတစ်ခါတည်းထည့်ပါတယ်ဟင်းရီအိုးဆူတာပြန်ဆောက်နေနေပေါ့နော်ပိုကြက်သွန်ဖြူကိုငရုတ်ကောင်းလေးများများထည့်ပြီးတော့ပိုထောင်းထားရဲအဲ့ဒီဟာလေးကိုဒီဟင်းရီကိုတိတိကျကျလေးဆူလာပြီဆိုရင်ပိုထည့်ရပေါ့နော်အဲ့ဒါဆိုရင်ငရုတ်ကောင်းတန်လေးမှုေ့ပြီးတော့ကြာဆန်ဟင်းကအရန်စားလို့ကောင်းပါတယ်ဟင်းရီလေးပိုးလိုချင်တဲ့အနေထားလေးရအောင်ပေါ့နော်စောင့်နေတဲ့အချိန်မှာပိုထစ်ကလေးပြောပြပါမယ်ကြာဆန်ဟင်းကချက်ရင်စီတက်တဲ့နေရာမှာပေါ့နော်စီကိုအများကြီးမထည့်ပါနဲ့စီများရင်ဣရပြီးတော့ဟင်းကြိုရဲ့ဒီအချိုရတာကိုဖုံးတယ်ပေါ့နော်စီကိုပါယုံလေးထည့်ပြီးတော့ဒီတက်သွန်လေးမှုေ့နေအောင်ဒါစီတက်ပေးပါနောက်တစ်ခုကကြတော့ကြာဆန်ရဲ့သဘောတဘာဝပွာလာတဲ့ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဒီမှုချောက်တွေပန်းချောက်တွေကိုကြာဆန်နဲ့စချက်ထဲရပေါ့နော်မျှအောင်ချက်ပေါ့နော်တကယ်လို့ကြာဆန်ကပုံများနေတာမှုချောက်ပန်းချောက်တွေကနည်းနေတာဒါမှမဟုတ်မှုချောက်ပန်းချောက်တွေကပုံများနေတာကြာဆန်ကနည်းနေတာပေါ့နော်အဲ့လိုဆိုရင်ဟင်းရည်ကတိတ်စားလို့မကောင်းပါဘူးကြာဆန်ဟင်းကားလေးကပေါ့နော်ဒီပါဝင်ပစ္စည်းတွေကအချိုးကျနေမှာတောက်လို့ကောင်းတာပါအဲ့တော့ကြာဆန်ဟင်းကားဆိုရင်အလူအိုးကြီးချက်ပုံစံလေးလည်းကြိုက်တယ်ကြာဆန်လေးကိုလည်းမမလေးနဲ့ဣလေးဖြစ်တာကိုလိုချင်တယ်ဆိုရင်အခုပိုးချက်တဲ့နီလန်လေးတိုင်းလိုက်ချက်စားကြည့်ပါရှင်ပိုးချက်တဲ့အနေလေးကပုံမှန်10ပွဲစာချက်တာပါရှင်